ဒီကိုမှတ်ထားလေတခုပြောပြချင်လို့မောင်းတက်လာတဲ့ငါတို့လိုလေအခုတို့တော့မောင်းတယ်ကျွန်တော်ပဲမောင်းတက်တယ်အခုတော့ဘယ်လိုမောင်းလဲတော့မသိဘူးလေအဲ့တော့ကျွန်တော်ပဲမောင်းတက်တယ်လို့အခုတို့တော့မောင်းတက်ဘူးအဲ့ဒါလေးပြောပြတာဒီမှာဘေးမှာဆရာကြီးတွေ့လားဆရာကြီးဘာဆရာကြီးလဲသိလားဆရာကြီးလေးစားပါတော့ကိုမမေ့ရတဲ့